ဒီဟာမိုက်ကဒီလိုတက်ကြတာမသိဘူးလေကိုရီးယားထင်တာတဲ့မလားဒီမိုက်ကြီးဒီလိုတွေကင်ပြီးပြောနေတဲ့လူတွေတွေ့လို့ဗီဒီယိုမြိုက်တယ်လဲကြာတော့မိုက်ကဒီလိုပြောရတာလားဒီလိုတက်ကြတာလားမတဲကွယ်ဒါမိမရိုက်ခိုင်းလို့ကြောင်ရရိုက်ဖို့လာတော့လေသူကပြောတာပဲဒါမီမီကလိုသင်းတွေရောက်နေတယ်ကိုလည်းဝတ်ပြလို့မရတိတ်စိတ်မဝင်စားဘူးလေဒါတွေဘယ်လိုသွားရိုက်ကိုဘယ်လိုဝတ်ပြမလဲလို့စိတ်တွေလည်းရှုပ်မှယုံကြည်သေးလေးတွေဘယ်လိုဝတ်ပြမှာလဲလို့အေးဒီမှာထမင်းစားကုန်တွေစိုက်ကယ်တွေကားတွေကိုလည်းစီးပြလို့မရတော့လေမရိုက်ချင်ပြန်ဒီမှာလက်တွန်းလဲတွေရောကိုကစီးပြအောင်မှာဒီမှာလေးကြည့်ဦးဒီလိုမျိုးကားအများကြီးပါတယ်မော်တော်ဘုတ်တွေပါတယ်လေမြန်တွေရောပါတယ်ဒီမှာကားပုံလူတွေဒါတွေကိုလည်းရိုက်ပြရအောင်မယ်ဒီမှာကွာလက်သေးညက်တွေတွားရခိုက်တွေပြီးသွားလို့ရှိရင်ဒီမှာကလေးခေါင်းဆိုခြေအိတ်လက်အိတ်တွေဘယ်လိုရိုက်ပြမှာဒီမှာတိုက်တဲ့ဟာတွေโอเคမလေးဒီမှာလည်းရေဘူးတွေရောစာအုပ်တွေရောတင်ထောက်ကူတွေရောစာအုပ်တွေရောဘာတွေကိုဘယ်လိုရိုက်ပြမလဲမသိဘူးထမင်းဘူးတွေရောမှာကလေးစားတဲ့ snack တွေဒါတွေကိုစားပြလို့လည်းမရဘူးမြည်ပြလို့လည်းမရဘူးဂါဘာတို့ half day တို့ဒီမှာဖြည့်ဆွက်စားတွေအများကြီးပဲဟိုဒီဘက်မှာဆိုလဲပါစတာတွေရှိတယ်ဘယ်လိုရိုက်ပြတော်တော်ရိုက်ပြဒီမှာ garlic တွေ dumas တွေနှုတ်မုံတွေလည်းရှိတယ်အဲ့ဒါဘယ်လိုရိုက်ဒီမှာလေမှာအကုန်လုံးဝှရှော်နိုဘူးစေးဒါတွေလည်းရှိဒါပါဝတ်ပြီးရိုက်ပြမှာအများကြီးပဲဘယ်လိုလုပ်ပြီးတော့ကြော်ညာကိုတစ်ဆိုင်လုံးကုန်အောင်ရိုက်ရမလဲ